ကျွန်တော်စဉ်းစားကြည့်ဘူးလားကျွန်တော်တို့ကဘာကြီးပေါ်မှာအောက်ဆီဂျင်တွေလုံးဝမရှိတော့ဘူးဆိုရင်ကျွန်တော်တို့လူသားတွေဘာဖြစ်သွားမလဲကျွန်တော်တက်ရှိတွေအကုန်လုံးဘာဖြစ်သွားမလဲတေချာတာကတော့ကျွန်တော်တို့အကုန်လုံးမာလကဇန်ကြွအကုန်မှာဆိုတာတေချာတယ် but ဒါပေမဲ့ကျွန်တော်တို့မှာမျိုးလင်းချက်တိတိလေးတစ်ခုရှိပါသေးတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကောင်းကင်ဘုံမော့ကြည့်လိုက်ပါဆိုတော့အဲ့ဒါကျွန်တော်တို့ရဲ့လကပါကျွန်တော်တို့သိထားတဲ့လကပါဘာမှမရှိဘူးဒါပေမဲ့လကပါမှာအရန်အံ့ဩဖို့ကောင်းတဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကမ္ဘာလူဦးရေ10ဘီလီယံစာအတွက်နှစ်ပေါင်း3သိန်းစာအောက်ဆီဂျင်တွေဆိုတော့လကပါပေါ်မှာရှိတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အရင်စိတ်လို့မရသေးပါဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကမ္ဘာပေါ်မှာလို့ကျွန်တော်တို့အောက်ဆီဂျင်ကိုတိုက်ရိုက်ရှုလို့မရသေးပါဘူးအဲ့ဒီအောက်ဆီဂျင်ကကျွန်တော်လကပါကြီးရဲ့မြေသားတွေမြေမုံတွေကြောက်ဆိုင်ကြောက်ခဲတွေဆိုတော့အဲ့ဒီအထဲမှာအဲ့ဓာတွေအထဲမှာပုံရှိုးပြီးတော့နေနေတာပါဆိုတော့လကပါကြီးရဲ့မြေသားတွေထဲမှာ 45% ကအောက်ဆီဂျင်ပါဝင်နေတာပါအသိပ္ပံပညာရှင်တွေရဲ့တွေ့ချင်မှုတွေအရလကပါကြီးရဲ့မြေသား1 ကုဗမီတာမှာကျွန်တော်လူတွေဟုတ်တွေ2နှစ်ခွဲစာအောက်ဆီဂျင်ပမာဏထုတ်လို့ရနိုင်နေဆိုတာပါပဲစဉ်းစားကြည့်ဗျာလကပါကြီးထူလုံးတာဆိုရင်ဘယ်လောက်တောင်များနေမလဲဆိုတော့ဒါပေမဲ့ကျွန်တော်တို့သိထားမှာကျွန်တော်တို့ကအောက်ဆီဂျင်ကိုတိုက်ရိုက်ယူလို့ရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့လကပါကြီးမှာရှိတဲ့အောက်ဆီဂျင်တွေကကျွန်တော်တို့ဆိုတော့တန်းငွေဖြစ်နေရှိနေတာမဟုတ်ပါဘူး။ဆိုတော့ကျွန်တော်တို့ကလျှက်စစ်တက်ခွဲခြားနည်းဖြစ်တဲ့ electrolyte နည်းနဲ့ကျွန်တော်တို့ကထုတ်ယူပြီးတော့ရရှိနိုင်မှာဖြစ်ပါတယ်။ဆိုတော့လက်ရှိမှာလည်း NASA ကဒီလိုမျိုးထုတ်ယူပြီးတော့လေ့လာနေရတယ်လည်းရှိတယ်။ဆိုတော့ကျွန်တော်တို့ကရှူနိုင်ကြလင်ဖြီးတော့ရင်ရတယ်။တန်တရားဟာမလေပတ်တော့ရင်လည်းရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်ကပါကြီးကကျွန်တော်တို့အတွက်မျိုးလင်းချက်တစ်ခုဖြစ်နေရဆိုတာပါပဲ။ဆိုတော့ဒီလိုမျိုးဗီဒီယိုမျိုးလေးထပ်ပြီးတော့ကြည့်နေဆိုရင်ကျွန်တော်ရဲ့ page ကို like and follow လေးလုပ်တော့ပါအဆုံးထိကြည့်ပေးတဲ့သူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်